အားလုံးပဲမင်္ဂလာပါရှင်ဒီမှာတခါမှလည်းဒီလိုမျိုး line ပေါ်မှာပေါ့နော်စကားမတက်ပြောဘူးတခါမှလည်းပြောလေးပြောထားမရှိဘူးပေါ့နော်အမှားများပိုင်လည်းအားလုံးတောင်းပန်ပါတယ်ပေါ့နော်ကျမပြောချင်တဲ့စကားနဲ့ကျမပြောချင်တဲ့ message လေးอ่ะပေါ့နော်ကျမကအစ္စလာမ်လူမျိုးတယောက်ပါမွတ်စလင်မျိုးသမီးတယောက်ပါပေါ့နော်အားလုံးပဲအစ္စလာမ်အလိုင်ကွမ်ပြောချင်တဲ့စကားပေါ့နော်ဒီအချိန်မှာကျမတို့ရဲ့ဒီမြန်မာပြည်မှာဖြစ်နေတဲ့အရာတွေပေါ့နော်စစ်ဘေးငလင်ဘေးရေဘေးမီးဘေးပေါ့နော်ကက်ကြီး၃ပါးအကုန်လုံးဖြစ်နေတဲ့အချိန်မှာကျမပြောချင်တာဒီတစ်ခုကတော့ပေါ့နော်မွတ်စလင်ခရစ်ယာန်ဗုဒ္ဓပေါ့နော်လူမျိုးတိုင်းသားလူမျိုးအများစုပေါ့နော်ဒီအချိန်မှာမခွဲခြားကြပါနဲ့လို့မွတ်စလင်ဆိုတာကလည်းမြန်မာစကားပြောပြီးမြန်မာနိုင်ငံမှာနေပြီးမြန်မာနိုင်ငံမှာကြီးပြီးမြန်မာရေကိုတောက်တဲ့မြန်မာလူမျိုးတယောက်ပါပဲပေါ့နော်ကိုးကွယ်တဲ့ဘာသာကအစ္စလမ်ဘာသာဖြစ်တဲ့အတွက်သူတို့လည်းလူသားတွေကလူတွေပါပဲပေါ့နော်အကုန်လုံးပေါ့နော်ကျမတို့တွေကမွတ်စလင်ဘာသာဖြစ်လို့ကျမတို့ဘယ်နေရာမှာလူရမသွင်းတော့ဘူးလားကျမစစ်ဘေးဆိုလဲမွတ်စလင်ဘာသာပါတယ်ရေဘေးဆိုလဲမွတ်စလင်လူမျိုးတွေပါကြတယ်နော်နိုင်ငံတော်လှန်ရေးမှာဆိုလဲမွတ်စလင်လူမျိုးတွေပါကြတယ်ဒီအချိန်မှာမွတ်စလင်ရဲ့ဗုဒ္ဓရဲ့ခရစ်ယာန်ရဲ့ဆိုပြီးတော့ခွဲခြားနေကြအောင်မလားရှင်ကျမတောင်းပန်ပါတယ်ပေါ့နော်ဒီအချိန်မှာခွဲခြားနေရမယ်အချိန်မဟုတ်တော့ဘူးပေါ့နော်ခွဲခြားနေတဲ့လူပုဂ္ဂိုလ်တချို့လဲပြောချင်တယ်ပေါ့နော်နှလုံးသားလေးလှလှလေးနဲ့စိတ်လှလှလေးနဲ့เนาะအကောင်းမြင်ဝါဒလေးနဲ့ကြည်ပေးကြပါလို့တောင်းဆိုပါတယ်ပေါ့နော်မွတ်စလင်တွေလည်းအခုဆိုလို့ရှိရင်နေ့ကြီးနေ့မှာနေ့ကြီးမှာနမဖတ်စရာပလီတော်မရှိဘူးပေါ့နော်အကုန်လုံးပြိုကျပျက်စီးသွားတယ်ကျမတို့ရဲ့ရင်ထဲမှာလည်းမချီအောင်ခံစားနေရပါတယ်ပေါ့နော်အကုန်လုံးဘုံကြီးကြောင့်ဖယားကြောင့်ပလီကကြီးကဘယ်သူမွတ်စလင်ဆိုတာလဲသူမရွေးဝါဘူးเนาะမြေငလင်ကဗုဒ္ဓဆိုတာလဲသူရွေးပြီးလှုပ်သွားတာမဟုတ်ဘူးပေါ့เนาะအကုန်လုံးကိုပဲတိုက်ခတ်သွားတာဖြစ်တဲ့အတွက်အကုန်လုံးကလည်းဒန်းတူညီများခံစားနေရပါတယ်ဒီအတွက်ကိုတောင်းဆိုခြင်းနဲ့ဒီအချိန်မှာเนาะအတူတူတယောက်နဲ့တယောက်ကိုညီကြပါရိုင်းပင်းကြပါဖေးမကြပါကျမတို့လည်းကျမတို့တတ်နိုင်တဲ့ဘက်ကလှူတန်းပေးနေပါတယ်ပေါ့နော်တတ်နိုင်တဲ့အလှူ